သူမဂိမ်းထဲကိုရောက်သွားတဲ့အချိန်မှာ The Little Mermaid ဇာတ်လမ်းထဲကရေသူမလေးဖြစ်နေပါတယ်။ခြေထောက်တွေအဖြစ်ပြောင်းလဲသွားတဲ့ဝေဒနာကိုအန်တူရင်သူမပထမဆုံးတွေးလိုက်ရတာကတော့သူမတငယ်ချင်းကိုတတ်ခဲ့တဲ့ player မင်းသားပဲဖြစ်ပါတယ်။တိုက်ခိုက်မှုသူမဟာချစ်ဟန်ဆောင်ပြီးမင်းသားရဲ့လက်ကိုဆွဲလိုက်ပေမဲ့တကယ်တမ်းမှာတော့စံထိုးနဲ့အားကုန်ထိုးဆိုင်လိုက်တာပါ။စနစ် system ရဲ့တုံ့ပြန်မှုဂိမ်းစနစ်ကမင်းသားကိုအကာအကွယ်ပေးလိုက်ပြီးစီကံဖောက်ဖျက်တဲ့သူမကိုဖျက်ဆီးပစ်ဖို့ erase အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကမင်းသားကသူမကိုစိတ်ဝင်စားသွားပြီးအမိန့်ကိုပယ်ဖျက်ပေးလိုက်ပါတယ်။သူမရဲ့ rating score ကလည်းပြန်တက်လာခဲ့တယ်။သူမဟာနန်းတော်ကိုလိုက်သွားခဲ့ရပေမဲ့သူမရဲ့တကယ်ရည်ရွယ်ချက်ကဂိမ်းရဲ့ system backstage နောက်ွယ်ကထိန်းချုပ်ခန်းကိုရှာဖွေပြီးဂိမ်းတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့ပါ။သူမဟာတော့ကိုပဲအာယုံဆိုင်နေလို့မင်းသားရဲ့စကားကိုဂရုမစိုက်မိတဲ့အခါ rating score ကသူညအထိထိုးဆင်းသွားပြီးနောက်တစ်ကြိမ်ဖျက်ဆီးခံရမယ့်အရေးကြုံလာရပြန်ပါတယ်။နောက်ဆုံးမိနစ်မှာသူမဟာမင်းသားကိုအတင်းဖက်ပြီးနမ်းလိုက်တဲ့အတွက်မင်းသားကသဘောကျသွားပြီးအမိန့်ကိုပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့သူမဟာနမ်းနေရင်းနဲ့မင်းသားစီက token ဂိမ်းတော့ကိုခိုးယူလိုက်တာပါ။တော့ရပြီဆိုတာနဲ့သူမဟာမြေပုံအတိုင်းနန်ရန်စေးပကြီးကားကြီးတစ်ခုစီရောက်သွားပါတယ်။အဲ့ဒီနေရာမှာညီမဖြစ်သူပျောက်ဆုံးနေလို့ငိုနေတဲ့အစေခံမလေးတစ်ယောက်ကိုတွေ့ခဲ့ရတယ်။သူမဟာအစေခံမလေးကိုကူညီဖို့ပတိပေးပြီးပကြီးကားတွေကတဆင့် backstage ထဲကိုဝင်သွားခဲ့ပါတယ်။ကြောက်စရာကောင်းတဲ့မြင်ကွင်းအထဲမှာပလင်းပေါင်းများစွာစီထားပြီးအဲ့ဒီထဲကအတန်တွေကမင်းသားကိုသူတို့ရဲ့အုံနောက်တွေကိုစားပေးပါလို့တောင်းပန်နေကြပါတယ်။ဒါဟာပျောက်ဆုံးနေတဲ့လူသားတွေရဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်။အခန်းဆုံးမှာချုံနှောင်ခံထားရတဲ့ထူးဆန်းတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတယ်။သူကသူမကိုနင်းအစေခံမလေးရဲ့လှည့်စားမှုကိုခံလိုက်ရပြီလို့သတိပေးလိုက်တဲ့အချိန်မှာပဲသူမရဲ့နောက်ကျောကနေလူသက်သမား assassin တွေပေါ်လာပြီးတိုက်ခိုက်ပါတော့တယ်